Hello အားလုံးပဲမင်္ဂလာပါကျွန်တော်နာမည်ကကာဖို့ဖြစ်ပါတယ်ကျွန်တော်ဒီနေ့ robot ထဲက brain ရောlucky box ပုံစံလေးဖြိုရမှာပေါ့အကိန်းဆော့ပြမှာဖြစ်ပါတယ်ခုစံကျွန်တော် base တင်ပြီးတော့သူညာ base တင်မောင်းဝင်မိရဖြစ်ပါတယ်ခုစပြီးတော့တောင်းဖြစ်ပါတယ်တော်တော်နှီးပါတယ်ခုစံကျွန်တော်နုကဖမ်းမိသွားဖြစ်ပါတယ်ခုစံသူဖောက်ပါလေGive it back. ဟောခတ်ထိုဟီပိုပိုတမို့ပေါက်ပါတယ်စိတ်ကြက်ထဲပါကွန်မင်းအစုပ်ကြီးပေါ့ပြောမယ်ဆိုရင် base ကမားပြန်ခုစံကျွန်တော် base ရောက်လာပါပြီကျွန်တော်ဒီ game ကိုခုမှစပြီးတော့ကျွန်တော်ဟိုဘက်ဒီဘက်ရှောက်ကြည့်နေဖြစ်ပါတယ်ဒီ game ကငင်းကြမယ်လို့ကျွန်တော်အရင် fan လိုက်ပါအောင်မယ်ပြီးမှ A few moments later ခုစံကျွန်တော်ပတ်စံတော့ 5.4 million ဖြစ်သွားပါပြီ reverse လောက်လာတယ် reverse 1ပဲရှိသေးပါတယ်ကျွန်တော်အပြည့်အောင်54ထိရောက်ပါပြီဒီမှာကျွန်တော်မှာ uncommon update တကောင်ရှိပါတယ်ခုစံရ 84.8 million ဖြစ်သွားပြီကျွန်တော် base ကို upgrade တင်တာဖြစ်ပါတယ်ခုစံကျွန်တော်အပေါ်တက်ရပါပြီခုစံကျွန်တော်ခေါင်းစိုးဝင်ဖို့သွားကြည့်ရပါဈေးတွေကကြီးနေတော့ကျွန်တော်ပြေးရအောင်မြင်ပါ76 93ပြေးရမြင်ပါပြီခုစံကျွန်တော်ဆက်သွားမှာကျွန်တော် UFO ထဲဝင်မှာရောက်သွားတာပါခုစံကျွန်တော် bye bye ဖမ်းပါပြီOh my god ဘာကောင်ကြီးပေါက်သွားလဲ 825k ကောင်မ alien နဲ့ဟာကျွန်တော်မိသွားပါတယ်ဦးဇံပြန်ထွက်မှာပါတယ်ဒီက alien ကြောက်မလားမသိဘူးကျွန်တော် farmer ဖမ်းပါမယ်ဟိုက farmer ဟုတ်လို့လား farm ဟုတ်ဘူးဟာကျွန်တော်ဖမ်းတာဗာလေမေးမေးပါဗျာ sorry Glorbo. Frutto dritto. ဟောမာဖီးယားကောင်းဆောင်ကျွန်တော်ဖမ်းပါခင်ဗျာအခုကျွန်တော် base ကိုပြန်ရောက်လာပါပြီကျွန်တော်မှာ uncommon update တွေရပါတယ်ဒီစံရ short ထဲမှာတော့ဝယ်လို့မရသေးပါဘူးကျွန်တော်အပြင်းမြန်တာဝယ်လိုက်ပါတယ်ဒီစံကျွန်တော်တွားနေပါUFO ရောက်ပါပြီကျွန်တော်မာမီဖမ်းသွားပါတယ်အကောင်ပေါက်သွားမလဲဆိုတော့ဝေါအေလီယန်ပေါက်သွားတယ်မိုက်တယ်ကျစင်မာမီလိုက်မယ်တော်တော်နှီးပါမာမီ Oh, burrito bondito. ဟုတ်စံရကျွန်တော် base ကိုပြန်ရောက်ပါပြီပတ်စံတော်တော်ထုတ်ပြီး 1.7 million ထုတ်ပြီးရကျွန်တော်မှအခုပတ်စံ185 million ပြောပါပြီ speed ရောက်တယ်ပတ်စံနေလိုက်ယူပါ2.1 million ဖြစ်သွားပါပြီခုစံကျွန်တော်ရှောက်သွားကြည့်နေပြပါတယ်အဲ့ဒါတွေကမရအောင်ရှော့မှာဝယ်လို့မရသေးပါဘူး upgrade ပဲလုပ်ရ speed ကို upgrade လုပ်လိုက်တော့ခုစံကျွန်တော်ဘယ်လိုရှိရောက်သွားမလဲမာမီစီပဲရောက်သွားပါတယ်ဘာကောင်ပေါက်ရမလဲအဲ့ကောင်မေးနေဝက်ကြီးဝက်ရဘုံရပေါင်းတာနာမည်မေးကျွန်တော် brain ကိုအလုံးမသိဘူးအပိကတကောင်ထည့်လိုက်မယ်ဆိုတော့ကျွန်တော်ပတ်စံလိုက်ယူနေပါကိုစံ short မတော့ဘူး upgrade လုပ်တာဖြစ်ပါတယ်112အပြည့်အလုံးမြင်ပါ speed ရတော့ကိုစံကျွန်တော်ကိုမာမီမြဲထပ်မိသွားပါတယ်
င်ပြူနောက်ကမမီအောင်လုပ်အောင်မမီထဲမှာအော်ဘလက်တီနာလောပေါ်ပါပါတယ် Ballerino Lololo. ကျွန်တော်36.1 million ဖြစ်သွားပါပြီဟာခဏပြုတ်ကြပါကျွန်တော်အလီကတက်တိုင်းပြုတ်ကြစင်ပြူခုဆိုရင်ကျွန်တော်ခေါင်းစိုးဝယ်လိုက်ပါပြီခဏ speed ထပ်မြင့်ပါတယ်ပြီးမှကျွန်တော်ပြန်လာခဲ့မယ်ကျွန်တော် find လိုက် A few moments later. ခုဆိုရင်ကျွန်တော်ပြန်လာပါပြီ base ကိုမြင့်နေပါပတ်စံကလည်း30.6 billion ဖြစ်သွားပါပြီalien နှစ်ကောင်ရှိပါအခုကျွန်တော်ရတာတကောင်ကတော့သူဒီ game မှာဆိုရင် upgrade လုပ်ရင်အကောင်အဖေးနဲ့ကြီးလာမိုက်တယ်ရဘာကြောင့်ကျွန်တော်ပတ်စံနေယူနေရှော့သွားတော့ဘူးရှော့သွားပါတယ်ခုဆိုရင်ကျွန်တော်ဘလော့နောက်တစ်ခုရပါပြီ speed ကလည်း129ဖြစ်သွားပါပြီ5ဖန်သွားပါတယ်ခုဆိုရင်မမီကိုကြော်သွားပါပြီဒါဆိုတော့โอกาလေးကိုအကတာလာဒိုင်းရပါမယ် Galero Orcala. ခုဆိုရင်ကျွန်တော် base ကိုပြန်သွားမှာပါမဟုတ်ပါဘူးကျွန်တော် short မှာ speed ထပ်မြင့်တာပါ base မှာပတ်စံနေလိုက်ယူနေတာဖြစ်ပါတယ်ခုဆိုရင်18.8 billion ဖြစ်သွားပါပြီဟမ် what the hell ပတ်စံအော်ကျွန်တော် upgrade လုပ်လိုက်တာဘုံတော့မကောင်းခုဆိုရင်ကျွန်တော်ခဏ AFK နေရပါခဏလေးပါကျွန်တော် AFK လို့ပြီးတော့ကျွန်တော်ပတ်စံနေနေလို့ 2.5.8 billion ပဲရှိရပါတယ်အိုး 8.9.7 billion မဟုတ်ပါဘူး100 billion ဖြစ်သွားပါပြီခဏလေးစောက်ကြမယ်ကျွန်တော်ပတ်စံနေဖမ်းနေလို့ဗီဒီယိုကလည်းရှေ့နေပြီဆိုတော့ကျွန်တော်ဒီပတ်စံယူပြီးရင် speed မြင့်မယ်ပြီးရင်ကျွန်တော်ဒီကလည်းဖန်မှာရှိပဲရောက်မှာဖြစ်မမီစီကမရောက်ရှင်တော့ဟိုထဲမှာလည်းကျွန်တော်3တက်တော့ရပါတယ် base ကိုမြင်လာကျွန်တော်ပတ်စံပေါ်မှာ base ကချမ်းမြင်နေရတော့ဒီဆိုရင်ကျွန်တော်ပြန်ပြီးတော့တောင်းမှာဖြစ်ပါတယ် speed average နဲ့135 billion ပြောပါမယ်135 sorry billion မဟုတ်ခုစရ5တီရောက်ပါပါတယ်ဘာကောင်ပေါက်အိုကာလေးအိုကာလာတပိုင်းပဲပေါက်ပါတယ် Galero
အကောင်အဲ့လိုမကောင်းပတ်စံထုတ်ပြီး 18k ပဲရှိခုစံကျွန်တော်ဗီဒီယိုကိုဆုံးသက်တော့ပါမယ်အားလုံးကျေးဇူးတင်ပါတယ်ကျွန်တော်ဗီဒီယိုကြည့်ပေးကြလို့ bye bye